ရှင် Share ဆုံး channel လေးကနေကြိုဆိုပါရစေဒီ video လေးမှာတော့ကျွန်မက Scratch application လေးကိုဘယ်လိုမျိုး install လုပ်မလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျွန်မတို့ Scratch application ကို download လုပ်ဖို့အတွက် Chrome browser လေးကိုဖွင့်လိုက်ကြရအောင်နော်ဆိုရင်ကျမတို့ရဲ့ကွန်ပျူတာထဲမှာရှိနေရပါတော့ browser လေးတစ်ခုကျမဖွင့်လိုက်တယ် Chrome browser လေးပေါ့နော်ကျန်တဲ့ browser တွေလည်းသုံးလို့ရပါတယ်ကျမတို့ Chrome လေးကိုသုံးတာပါဟုတ်ပြီဒါဆိုရင်ကျမတို့ဒီ search bar မှာဒီ Scratch ကို download လုပ်ဖို့အတွက်ရိုက်ထည့်မယ်ပေါ့နော် Scratch download ဆိုပြီးတော့ကျမတို့ရိုက်ထည့်Scratch download ဆိုပြီးတော့ရိုက်ထည့်မယ်ရိုက်ထည့်လိုက်တဲ့အခါမှာဆိုရင်သူကဒီမှာသူနဲ့ပတ်သက်တယ်ပေါ့နော် Scratch နဲ့ပတ်သက်ပြီးတော့မှသူရဲ့website လေးပေါ့နော်သက်ဆိုင်ရာ website လေးကြာလာတာကိုမဆွေးလို့တွေ့ရနိုင်မယ်ဒါဆိုရင်ကျမတို့ယူရမှာကတော့ဒါကဒီအပေါ်ဆုံးပါပေါ့နော် github.io ဆိုတဲ့ website ထဲကိုဝင်မှာဖြစ်ပါတယ်ဒီဟာကကျတော့အောက်ကကျတော့ Scratch ရဲ့ home screen ပေါ့နော်သူရဲ့ဒီ website page စာမျက်နှာတစ်ခုရှိရပေါ့နော်ဒီမှာဆိုရင်တော့ Scratch ကonline version မရဘူးပေါ့နော်သူက offline ပဲ offline ဆိုတဲ့အခါမှာ Scratch ကိုကျမတို့ကပေါ့နော်သူ့ကို download လုပ်မယ်ဆိုရင်ပေါ့နော်ဒီ laptop တွေနဲ့လည်းရတယ်နောက်ပြီးတော့ MacBook เนาะအဲ့ဒါနဲ့လည်းရတယ်နောက်ပြီးရခါကျရင်နောက်ဒီပေါ့နော် Android တို့ iOS တွေမှာလည်း Scratch ကို download လုပ်ပြီးတော့အသုံးပြုလို့ရပါတယ်ရှင်ဒါတော့ကျွန်တော်တို့ desktop နဲ့ download လုပ်ပြီး laptop နဲ့ download လုပ်တဲ့ပုံစံလေးကိုပြောပြပေးရဖြစ်ပါเนาะအဲ့တော့ Windows 10 11 စသဖြင့်အဲ့ဒါတွေမှာလည်းကျွန်တော်တို့သုံးလို့ရတယ်ပေါ့ဟုတ်ပြီဒါဆိုရင်ကျွန်မက github.io ဆိုတဲ့ website လေးကိုကျွန်မဝင်လိုက်မယ်ပေါ့เนาะကျွန်မတို့ new tab နဲ့ဖွင့်လိုက်ပါဒါဆိုရင်တော့ဒါက Scratch ကိုကျွန်မကသူ့ရဲ့ github.io ရဲ့ဝင်သွားပြီပေါ့နော်ဟုတ်ပြီဒါဆိုကျွန်မအောက်ကိုနည်းနည်းလေးနှိမ့်လိုက်ဆင်းလိုက်တဲ့အခါမှာသူ့ရဲ့ download လုပ်ဖို့အတွက်ကိုယ့်ရဲ့ version ကိုရွေးမယ်ပေါ့နော်ကိုက MacBook သုံးနေဆိုရင်တော့ဒီဘက်က download Mac ဆိုတာလေးနဲ့နှိပ်လို့ရတယ်Windows သုံးနေသူဆိုရင်တော့ကျွန်မတို့ကဒီအောက်က download Win ဆိုတာနဲ့ကျွန်မတို့ကသုံးလို့ရတယ်ပေါ့နော်တကယ်လို့မြန်မိတ်ဆွေတို့က Android တို့ iOS device ဒီပေါ့နော်သုံးနေဆိုရင်တော့ကျွန်မတို့ကဒီ Play Store မှာတွားပြီးတော့ Scratch ကိုရိုက်ထည့်ပြီးတော့ download လုပ်ပြီးတော့အသုံးပြုလို့ရပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်မက Windows ဖြစ်တဲ့အတွက်ကျွန်မကဒါလေးကိုနှိပ်လိုက်ပါမယ်အဲဆိုရင်ကျွန်မတို့ဒီနားလေးမှာပေါ့နော်ဒီညာဘက်ထောင်လေးမှာ download ညာလေးပေါ့သူ download လုပ်နေပေါ့ဒီအနေထားလေးเนาะအဲဆိုရင် download လုပ်ပြည့်ပြီးသွားပြီဆိုရင်ကျွန်မတို့ရဲ့ဒီကွန်ပျူတာထဲမှာရှိတဲ့ download file ကိုသူက auto ရောက်သွားလိမ့်မယ်ပေါ့နော်အခုဆိုရင်တော့ကျွန်မတို့ဒီမှာ download ပြီးသွားပြီပေါ့နော် download ပြီးသွားပြီဆိုရင်ကျွန်မတို့ရဲ့သူ့ရဲ့ download folder လေးကိုဝင်လိုက်ပါမယ်ပေါ့နော်ဒါ show in folder နဲ့တွားလို့ရတယ်ဒီကနေမှ open ဆိုပြီးတော့လည်းကျွန်မတို့တွားလို့ရတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ကျွန်မတို့က show in folder နဲ့တွားမယ်ဆိုရင်တော့ကျွန်မတို့ဒီ computer ရဲ့ဒီ download ထဲကိုရောက်သွားတယ်ပေါ့နော် download ထဲမှာဒါဆိုရင်အခုတော့ကျွန်မကသူ့ကိုclick နှစ်ချက်နှိပ်ပြီးတော့သူ့ကိုဟိုပါပေါ့ double click နဲ့သူ့ကို install လုပ်မယ်ပေါ့နော်ဒါဆိုရင်ကျွန်မကသူ့ကို double click လေးနဲ့ install လုပ်လိုက်ပါမယ်ခုလိုမျိုးလေးပေါ်လာတဲ့အခါကျရင်ကျွန်တော်တို့ run ဆိုတာလေးကိုနှိပ်ပေးရပါမယ်နော်။ဒါဆိုရင်ကျွန်မက run ဆိုတာလေးကိုနှိပ်ပေးလိုက်မယ်ဆိုရင်သူက install လုပ်လိုက်ပါမယ်။ဒါကတော့ Scratch ကို install လုပ်နေတဲ့ပုံစံလေးပဲဖြစ်ပါတယ်။ install လုပ်ပြီးတဲ့အခါမှာတော့ Scratch ကခုလိုပုံစံလေးအတိုင်းပေါ်လာမှာဖြစ်ပါရှင်။ဒါဆိုရင်ကျွန်မ maximize လုပ်လိုက်ပါမယ်။ဟုတ်ပြီဒါဆိုရင်ဒါကတော့ဒီ Scratch ရဲ့ပေါ့နော်သူရဲ့မျက်နှာပြင်ဒီအောင်မှကျွန်တော်က home ကိုတွားမယ်ပေါ့နော်ဒါဆိုရင်ကျွန်မ home ကိုနှိပ်လိုက်မယ်ဆိုရင်နော် Scratch ရဲ့ဒီပေါ့ project တွေကိုစပြီးသုံးလို့ရမယ် project တွေကိုရောက်ပါမယ်ဒါကကျွန်မမှာ project တွေကဖန်တီးပြီးသားရှိတဲ့အများကြီးပေါ့နေတာ new project ခေါ်ချင်တယ်ဆိုရင်တော့ကျွန်မကဒီ plus လေးကိုနှိပ်ပြီးတော့မှတွားပါမယ်ဒီမှာဆိုရင်တော့ဒီ question mark လေးကိုနှိပ်ရမယ်ဆိုရင်တော့ဒီမှာသူ့ရဲ့ sample project လေးရှိရပေါ့နော်ဟုတ်ပြီဒါဆိုရင်တော့ကျွန်မကဒီ Scratch ရဲ့ပေါ့နော်ဒီနောက်ထပ်ဒီ blog တွေရဲ့တစ်ခုချင်းစီအသုံးပြုပုံလေးကိုတော့နောက်ထပ်ဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်